တိုနာလေးဘယ်လိုသုံးအောင်လဲဆိုတော့တိပြသွားကြပြီလားရှင်။ဘာကြောင့်တိုနာသုံးရမှာလဲဆိုတော့ဒါတွေ skin care တွေလိမ့်ပြီးတော့မထိရောက်ဘူးလို့ထင်တဲ့သူတွေကကိုသုံးနေတဲ့တိုနာကိုပြန်ဆန်းစစ်ဖို့လိုပါတယ်။ပြီးတော့ကိုကတိုနာသုံးနေလားဆိုတာပြန်စစ်ဖို့။ဘာကြောင့်ကျမတို့ကတိုနာသုံးရမှာလဲဆိုတော့ပေါ့နော်။မျက်နှာမှာရှိတဲ့အညစ်အကြေးတွေဖုံဖုံတွေကိုချစ်စေသုံးယုံနဲ့တင်မလုံလောက်တဲ့တွင်းတွေရောက်နေတဲ့ကြီးတွေကိုတိုနာလေးကတန့်စင်ပေးတာပါ။အဲ့ဒါကြောင့်မို့တိုနာသုံးကိုသုံးဖို့လိုအပ်ပါတယ်ရှင်။ပြီးရင်တိုနာမသုံးဘဲနဲ့ skin care တွေသုံးနေဘာကြောင့်မထိရောက်တာလဲ။အတွင်းထဲမှာရှိရဲပေါ့နော်အသားအထဲထိရောက်နေတဲ့ကြီးတွေကပိတ်နေတဲ့ခါမှာ skin care တွေလိမ့်နေတယ်ပဲမျက်နှာအတွင်းပိုင်းထိမရောက်တဲ့ခါကျတော့ဒါကထိရောက်မှုမရှိဘူးပေါ့နော်အဲ့လိုမျိုးမှာဆိုရင်လည်းအမလေးမနဲ့ skin care တွေလိမ့်နေထိရောက်မှုမရှိပါဘူးအဲ့ဒါကြောင့်မလို့ကိုက skin care တွေသုံးပြီးတော့ထိရောက်မှုမရှိဘူးလို့ထင်နေလားဒါဆိုရင်တော့တိုနာလေးသုံးကြည့်ပါပြီးရင်တိုနာသုံးနေပြီးတော့ skin care တွေသုံးနေတာမထိရောက်ဘူးလို့ထင်နေရဆိုရင်လည်းပဲကိုသုံးနေတဲ့တိုနာကကိုယ့်ရဲ့အသားရည်နဲ့ကိုက်ညီလားမကိုက်ညီလားစမ်းစစ်ဖို့လိုအပ်ပါတယ်ရှင်ဒါလေး MD ရဲ့ collagen တိုနာလေးပါ collagen တိုနာဖြစ်လို့တစ်ဆင့်ပေါ့နော်ဖွေးစေတဲ့အာနိသင်ရှိတယ်ပြီးရင်သူကလေနှင်းစီဖွင့်ပတ်လေးနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့အသားရည်အတွင်းပိုင်းထိကိုတန့်စင်ပေးတယ်ဆဲသေးတွေကိုလည်းသူကပေါ့နော်ဖယ်ရှားပေးနိုင်တယ်ပြီးရင်တဲ့အတွင်းပိုင်းတွေကိုသူကတတ်ဆင်ပေးတယ်သူရဲ့ ingredient ကလည်းသူကနှင်းစီဖွင့်ဖက်ရည်ကိုသူကပေါင်းခံပြီးလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် sensitive skin တွေဝက်ချံသမားတွေအတွက်လည်းအရန်ကိုအဆင်ပြေတယ် MD ရဲ့ collagen toner လေးညွှန်ချင်ပါတယ်ဒါလေးခင်တိုက်ထုတ်ထားတဲ့ကြောင့်မလို့ဝက်ချံသမားတွေသုံးလို့ရတယ် sensitive skin သမားတွေသုံးလို့ရပြီးရင်သူကလေအသားတွေကိုစွန့်ဝင်မှုကိုမြန်ဆန်စေတယ်ခုနကပြောတဲ့အချက်တွေပေါ့နော် skin care သုံးပြီးတော့မထိရောက်ဘူးလားဒါမှမဟုတ်ဘူးဆိုရင်toner မသုံးမျက်နှာသစ်စေးတွေသုံးပြီးတော့ကြီးမပြောင်မှုခံစားနေရသူရှိရဆိုရင်တော့ toner ကိုသုံးနေတဲ့ toner ကိုပြန်စစ်ပါ toner မသုံးရသေးဘူးဆိုတော့ toner သုံးဖို့အားလုံးပြောချင်ပါတယ် collagen toner လေးကိုညှို့ပေးလိုက်ပါတယ်ရှင်အရန်ကိုမကိုကောင်းတဲ့ MD တိုနာလေးအသားတွေကိုဆွေးမှုအရန်ကောင်းတဲ့မျက်နှာအတွင်းပိုင်းဒီကိုတက်ဆင်ပေးတဲ့ MD collagen ပါတဲ့တိုနာလေးပါရှင့်ကျေးဇူးတင်ပါတယ်